Hello တနေ့တာမှာလိုအပ်တဲ့ပေါ့နော် skin care step တွေကတစ်ခုဖြစ်တဲ့ cleansing step ဆိုတာလေမဖြစ်မနေလိုအပ်တဲ့ step တစ်ခုပဲပေါ့နော်ဆိုတော့ဒီလိုမျိုး cleansing step တော့ဆိုလို့ရှိရင်ဘာတွေသုံးဖြစ်လဲဘာတွေလုပ်ဖြစ်လဲဆိုတာကိုအခု vlog ထဲမှာပြပြသွားပါမယ်အဲ့ဒါလည်းဆိုရင်တော့ဒီ cleansing step ထဲမှာသုံးနေတဲ့ဟာဆိုရင် Bioderma ရဲ့ဒီ product လေးပါအသစ်ထွက်ထားတဲ့နောက်ဆုံးတစ်ထွက်ထားတဲ့ဒီအပြာရောင်လေးပေါ့နော်။ဒါကဒီပြာရောင်လေးကိုသုံးနေတာတစ်လကျော်ပြီ။တစ်လဟုတ်တယ်တစ်လတော်တော်ကျော်သွားပြီပေါ့နော်။ဒီဟာလေးကိုဘယ်လိုချိန်မှာသုံးပြခဲ့ရလဲဆိုတော့ဒီ adapting journey မှာမတရားကိုထည့်ပြီးတော့သုံးပြခဲ့တယ်။ပထမကပန်းရောင်လေးသုံးနေတာ။ပန်းရောင်လေးသုံးရင်ပန်းရောင်လေးခုံသွားတဲ့အချိန်မှာဒီအပြာလေးကိုသုံးခဲ့တယ်။ဆောင်းလေးလည်းဖြစ်တဲ့ Dublin အဲ့တော့ကဆိုလို့ရှိရင်ပေါ့နော်ဒီ Dublin လည်းသုံးနေတယ်အသားကလည်းခြောက်နေတယ်အဲ့ချိန်မှာမျက်နှာကို friction မဖြစ်စေပဲမျက်နှာကို dehydrated မဖြစ်စေပဲလောက6တွေ့ကြမ်းတမ်းတာမျိုးမဖြစ်စေပဲနဲ့ရေဓာတ်လည်းဖြည့်ပေးမယ်အဆိုဓာတ်လည်းဖြည့်ပေးပြီးတော့အသားရည်လေးကောင်းပြီးတော့အသားရည်လေးကျန်းမာနေတဲ့အသွင်ကိုရစေတဲ့ product မျိုးတွေကဦးစားပေးရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီ Bioderma ရဲ့ဒီပစ္စည်းလေးကိုသုံးနေပေါ့နော်။ तू ကအသားပေါ်တင်လိုက်တဲ့အချိန်မှာလည်းလုံးဝအေးအေးလေးနဲ့မျက်နှာပေါ်မှာလည်းဒီ6တွေ့ပြီးမကြံခဲ့ဘူးပေါ့နော်။နောက်ပြီးတော့ကိုရီလိုမျိုးအသားရည်အထိတိုက်မခံမဲနဲ့6တွေ့ကြမ်းတမ်းနေပြီးတော့အဲ့တော့ကပျက်စီးနေတဲ့ပုံစံမျိုးဖြစ်နေတဲ့အသားရည်တွေအတွက်လည်းတော်တော်လေးအဆင်ပြေတယ်။နောက်ပြီးဒီဟာကပေါ့နော်။ तू ကဘယ်လိုပြောရမလဲဒီဥစ္စာတွေမှာတော့ဒီ dehydrated skin နေနဲ့လုံးဝကိုကွာအသားအရန်6တဲ့သူတွေအတွက်ကိုသူကအဓိကထားပြီးထုတ်ထားတယ်။ဒါပေမဲ့ all skin type သုံးလို့ရတယ်။ပြီးတော့ခုနကလိုမျိုး active ingredient တွေကြောင့်အသားရည်ပျက်စီးနေတဲ့သူတွေ6တဲ့နေတဲ့သူတွေဆိုလို့ရှိရင်လည်းရွေးချယ်သုံးလို့ရပါတယ်။ဒီနေ့က Bioderma ထဲမှာဆိုလို့ရှိရင်ပန်းရောင်ကအကြိုက်ဆုံးပန်းရောင်ပြီးတော့ဒီအပြာလေးကိုကြိုက်ပါတယ်။ဆိုတော့အခုတလောသုံးပြနေတဲ့ micellar water လေးဆိုရင်တော့Bioderma အပြာရောင်လေးပါပဲ